ဖျားရှိခိုးပြီဆိုလို့ရှင်ကိုနှစ်ဖူးကကြမ်းမော်တိုက်နေတာဖြစ်ပေမဲ့လို့ဖျားရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကချီမှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင်ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုမှလည်းရဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာကြည်နူးမှုဖြစ်လာမယ်ပြိဋိဘသံမိတာဖျားပဲဖြစ်စေတက်တော်တရားဖျားရှင်မှာပဲဖြစ်စေတိဋ္ဌံတေနေပုတေစေဝတမေစိတ်တေတမန်ဖလံဆိုတဲ့စကားရှိတယ်တက်တော်တရားရဲဆိုဘုရားကိုရှိခိုးတာပဲဖြစ်စေပြိဋိဘသံမိမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေစိတ်သက်ချင်းတူညီစွာထားပြီးတော့ရှိခိုးနိုင်လို့ရှိရင်တမေစိတ်တေတမန်ဖလံစိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်ထားရှိတယ်။ခရရှိခိုးပြီးဆိုရင်မျက်မျက်နှုံနှုံရင်ထဲမှာနှလုံးသွင်းပြီးမှရှိခိုးမယ်ဆိုရင်တော့အဲ့ဒီကုသိုလ်ကအကျိုးပေးလိုက်တာတမန်ပေါ့စိတ်ပေါ့ပုတ်ပြီးတော့ထားသွားတဲ့လူတွေကုသိုလ်နဲ့တော့ရှင်းလို့ရဘူး။အဲ့ဒါကိုတတိထားဖို့လိုတယ်။လောကလူတွေကအကျိုးတရားကြတော့ကောင်းစားရခြင်းသို့တော့လှုပ်ဆောင်မှုကကောင်းစားဖြစ်ပါအကျိုးတရားကောင်းစားရနိုင်တယ်လို့ပဲ။တမန်လို့ရင်တော့တမန်အစစ်မရအလက်တန်းစားလို့ရင်လက်တန်းစားအစစ်မရအဲ့တော့ကိုယ့်ကိုအကောင်းဆုံးရချင်တယ်ဆိုရင်ကောင်းဆုံးပြောင်းလုပ်ကြရမယ်ဆိုတာကိုတော့အတိတရားရှိထားဖို့လိုအပ်တယ်ပေါ့နော်